ကဘာစေအကြီးဆုံးကျောင်းကဘာပေါ်မှာကျောင်းလက်ခဈေးကြီးဆုံးကျောင်းတနေအဖြစ်ကဘာစေအကြီးဆုံးကျောင်းကဘယ်ကျောင်းလဲလို့မေးရင်အဖြေကတစ်ခုတည်းရှိပါတယ်။အဲ့ဒါကတော့ဆွစ်ဇာလန်နိုင်ငံက Institut လေယိုဆယ်ပါပဲ။ဒီကျောင်းကို1880ခုနှစ်ကတည်းကတည်ထောင်ခဲ့တာဖြစ်ပြီးတော်ယုံကျန်းသာယုံနဲ့တက်ဖို့မလွယ်ကူပါဘူး။တကယ်ဘရင်မျိုးနွယ်တွေကဘာထိပ်တီးထေးကြီးတွေရဲ့သားသမီးတွေမှတက်ရောက်နိုင်တဲ့ကျောင်းမို့လို့သူ့ကိုဘရင်တွေအတွက်ကျောင်းလို့တောင်ခေါ်ကြပါတယ်။ဒီကျောင်းဟာကဘာပေါ်မှာကျောင်းဝင်းနှစ်ခုပိုင်ဆိုင်ပြီးရာသီဥတုအလိုက်ရွှေ့ပြောင်းတင်ကြတဲ့တစ်ခုတည်းသောကျောင်းဖြစ်ပါတယ်။စက်တင်ဘာလကနေဒီဇင်ဘာပြီးတော့ဧပြီလကနေဇွန်လအထိကျောင်းသားတွေကဂျီနီဗာရေကန်ကြီးနံဘေးကရဲတိုက်ကြီးမှာနေရပါတယ်။ကိုပိုင်ရွက်လေအတင်းမြင်းစည်းကွင်းနဲ့ပေါင်တန်း40တန်ပြဆက်ယုံကြီးတွေပါရှိပါတယ်။ဒီပြဆက်ယုံကြီးမှာကဘာကျော်တန်ဆုံတီးဝိုင်းတွေလာရောက်ဖျော်ဖြေလေးရှိပါတယ်။ဇန်နဝါရီလရောက်ပြီဆိုရင်တော့ကျောင်းသားဆရာနဲ့ဝန်ထမ်းအကုန်လုံးနှင်းလျှော့စီစခန်းရှိတဲ့ကစတက်မြို့ကိုပြောင်းရွှေ့ကြပါတယ်။ဒီကျောင်းထွက်တွေရဲ့စည်ရင်းကိုကြည့်လိုက်ရင်ကဘာသမိုင်းကိုဖတ်နေရတယ်လို့ပါပဲ။တော်ဝင်မျိုးနွယ်စုတွေအနေနဲ့စပိန်ဘုရင်မိုနာကိုဘုရင်ဘဂျီယန်ဘုရင်နဲ့အီရန်ရှားဘုရင်တို့ဒီကျောင်းမှာတက်ခဲ့ပါတယ်။စီးပွားရေးဘက်ကကြည့်မယ်ဆိုရင်လည်းကဘာကျော်သူထေးမျိုးရိုးတွေရဲ့သားသမီးတွေလည်းပါဝင်ပါတယ်။နိုင်ငံတနိုင်ငံတွေကလွန်မိုးသွားမှာဆိုလို့နိုင်ငံတစ်ခုကိုကျောင်းသားဥယျာဉ်ရဲ့10%ထက်ပိုမလက်ခံပါဘူး။ဒါကြောင့်ကျောင်းသား450ဟာနိုင်ငံပေါင်းစုံကဖြစ်နေတာပါ။ကျောင်းလက်ခကြီးမားသလိုပညာရေးစနစ်ကလည်းကဘာအဆင့်မီပါတယ်။ကျောင်းသားတွေဟာနိုင်ငံတကာပညာရေးစနစ်တို့မဟုတ်ပြင်သစ်ပညာရေးစနစ်ဆိုတဲ့လမ်းကြောင်းကြီးနှစ်ခုတည်းကကြက်ရာကိုရွေးချယ်နိုင်ပါတယ်။အင်္ဂလိပ်နဲ့ပြင်သစ်အပြင်ကိုနိုင်ငံကမိခင်ဘာသာစကားဥပမာဂျပန်အာရက်စပိန်ကိုမမေ့ပြောက်အောင်ဘာသာစကား90ကျော်ကိုတည်တံ့သင်ကြားပေးပါတယ်။ဒါအပြင်သိပ္ပံလူမှုရေးနဲ့အမှုပညာဘာသာရပ်တွေကိုလည်းအသေးစိတ်သင်ယူရပါတယ်။ကျောင်းလက်ခကြီးပေမဲ့ကျောင်းသားတွေကိုအလိုလိုက်ထားတာမဟုတ်ပါဘူး။ဉာဏ်ပညာပါသောစီကံကိုကျင့်သုံးပါတယ်။ဆရာအချိုးစားကိုကြည့်ရင်လည်းကျောင်းသား3ယောက်မှာဆရာ1ယောက်နှုန်းရှိပါတယ်။ညစာစားပွဲမှာကျောင်းသားတွေကဝတ်စုံပြည့်ဝတ်ဆင်ရပြီးထေးသားသမီးတွေနှိမ့်ချတတ်အောင်တလက်စီစပွဲထိုးဝင်လုပ်ပေးရတဲ့အလေးထားရှိပါတယ်။ဒီဘက်နှစ်စည်ရင်းတွေအရဒီကျောင်းမှာပညာသင်တဲ့အတွက်ကျောင်းလက်ခနဲ့နေထိုင်စရိတ်စုစုပေါင်းကတော့အမေရိကန်ဒေါ်လာ2သိန်းဝန်းကျင်ကျတင်ပါတယ်။ဒါဟာအခြေခံစရိတ်ပဲရှိပါသေးတယ်။တီးတန့်ဂီတသင်တန်းတွေအထူးအားကစားသင်တန်းတွေထက်တက်ရင်ဒီထက်မကကုန်ကြမှာပါ။ဒါတောင်ပိုက်ဆံရှိတိုင်းတက်ခွင့်မရနိုင်ပါဘူး။ဘာလို့လဲဆိုတော့လျှောက်ထားသူ3ယောက်မှာ1ယောက်နှုန်းလောက်ပဲရွေးချယ်လေးရှိလို့ဖြစ်ပါတယ်။ဒီကျောင်းဟာစာတင်ကျောင်းတက်ဆိုတာထက်ကမ္ဘာနာကခေါင်းဆောင်တွေစီးပွားရေးလုပ်ငန်းရှင်တွေအချင်းချင်းငယ်ငယ်ကလေးကယင်းနှိကျုံဝင်မှုတိစောက်ပေးရနေရတခုဆိုရင်ပုံမှန်ပါလိမ့်မယ်။ဒီလိုမျိုးနေစဉ်ဗဟုသုတတွေအတွက် Daily Bite ကို follow ပေးခဲ့ကြပါအောင်။